Kayaအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီဟန်ဖြစ်ပါတယ်ဒီနေ့မှာတော့ March 23ရက်နေ့မှာရှေ့တောင်အာရှနိုင်ငံတွေမှာစတင်မိတ်ဆက်ပေးသွားတဲ့ Oppo ရဲ့ latest flagship smartphone ဖြစ်တဲ့ F3 Plus ကို unboxing လုပ်ပြီးဒီခါလေး review လုပ်ပေးသွားမှာပါဈေးကွက်ထဲမှာ selfie camera နှလုံးပါပြီးနာမည်ကြီးနေတဲ့ဒါ Oppo ရဲ့ latest flagship ဖြစ်ပါတယ်ဒီဇိုင်းရကြည့်မယ်ဆိုရင်တော့ F1 series တွေနဲ့တော့သိမကွာပါဘူးဒါပေမဲ့လည်းအသေးစိတ် specification တွေဘယ်လိုကွာသွားမလဲဘယ်လို hardware တွေထူးခြားလာမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်လိုက်အောင်ခင်ဗျာမတည်တဲ့ပြုလုပ်ထားတဲ့ချစ်လစ်ပါလာတဲ့ကိုယ်တဲကိုရှိပြီးတော့ဖုန်းတစ်ခုလုံးကို seamless design ဖြစ်နေစေမဲ့တစ်ဆက်တည်းဖြစ်အောင်ပြုလုပ်ထားတာတွေ့ရပါတယ်အနောက်ဘက်ပေါင်းတွေကိုလည်းကိုယ်နေအောင်လုပ်ထားတဲ့အတွက်ကိုယ်တဲဖုန်းကိုယ်တဲကြီးပေမဲ့လည်းဒါလက်ထဲမှာအဆင်ပြေပြီးတော့လက်ထဲကနေပြီးတော့ချောကျသွားနိုင်ခြင်းနဲ့အောင်လည်းပြုလုပ်ထားပါတယ်ခင်ဗျာဖုန်းရဲ့နောက်ဘက်ကအပေါ်နဲ့အောက်မှာရှိတဲ့အစင်းကြောင်းလေး6ကြောင်းကတော့ Oppo ကနေ design ဆွဲဖန်နေထားတဲ့ internet 6ကြောင်းမှာအခုလိုသေးငယ်ပြီးပါလာတဲ့ internet တွေအသုံးပြုထားတာကြောင့်ဖုန်းရဲ့အနောက်ဘက်မှာ rear camera တွေထည့်သွင်းတဲ့အခါမှာလည်းကြီးမားတဲ့ sensor တွေသုံးလို့ရအောင်အထောက်အကူအများကြီးဖြစ်စေပါတယ်။ဖုန်းရဲ့ဘယ်ဘက်နဲ့ညာဘက်ဘေးနှစ်ဖက်မှာတော့အတန်တိုးကျယ်ခလုတ်နဲ့ power ခလုတ်ကိုအရင် design တွေတိုင်းထည့်သွင်းထားတာတွေ့ရပါတယ်။ power ခလုတ်ရဲ့အပေါ်မှာတော့ 4G nano SIM card နှစ်ကတ်တစ်ပြိုင်နဲ့ဒါမှမဟုတ် SIM card နဲ့ micro SD card ကိုတွဲသုံးနိုင်မယ့် SIM card slot ပါဝင်တာတွေ့ရပါတယ်။ 256GB အထိ data ဝင်ဆက်နိုင်တဲ့မျိုးစားကိုလည်း support လုပ်ပေးထားပါတယ်။ F3 Plus ရဲ့ထူးခြားချက်တစ်ခုကတော့ fingerprint sensor ပါဝင်တဲ့ home clock က physical ခလုတ်မဟုတ်တော့ဘဲ haptic feedback လို့ခေါ်တဲ့တုန်ခါမှုပေးနိုင်တဲ့ engine ကိုထည့်သွင်းပေးထားတာကြောင့်နှိမ့်လိုက်တာနဲ့အောက်မှာ vibration လေးဝင်ပြီးတော့တုန်ခါမှုကိုခံစားရစေပါတယ်။ဒီဖုန်းရဲ့အောက်ဘက်မှာတော့ mono speaker နဲ့ 3.5mm audio jack နဲ့ USB mini ပေါက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ F3 Plus ရဲ့ VOOC flash charge technology ကြောင့် F3 Plus ရဲ့6လက်မအကျယ်ရှိတဲ့မျက်နှာပြင်ဟာ Full HD panel ကိုထည့်သွင်းအသုံးပြုထားတာတွေ့ရပါတယ်။သူ့ရဲ့အပေါ်မှာတော့ Gorilla Glass ကိုတက်ဆင်ထားတာတွေ့ရပြီးတော့ Temper Glass ကိုလည်း package ထဲမှာတစ်ခါတည်းတက်ပေးတာဖြစ်ပါတယ်။ F3 Plus ရဲ့ Full HD panel က pixel တွေချစ်လစ်ပြတ်သားပြီးတော့ screen ကလည်းတိတိတတ်တာ bright ဖြစ်တာကြောင့်နေအောင်အောက်မှာလည်း color တွေဆူဆူနဲ့ကြည့်ရတာရမ်းဆင်ပြေစေပါတယ်။ Display quality ကောင်းမွန်တာကြောင့်လည်းဖုန်းကိုဘယ်ဘက်စောင်းပြီးကြည့်ညာဘက်စောင်းပြီးကြည့် quality ကျသွားခြင်းမရှိပါဘူး။ Oppo F1s 2019 version အလိုပဲ eye protection feature ကိုထည့်သွင်းပေးထားတာကြောင့်ညဘက်မှာဖုန်းတွေအသုံးများပြီးတော့အိတ်မပျော်တာတွေမဖြစ်ရလေအောင် software လေးကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်ဒီ feature လေးကိုဖွင့်ပြီးသုံးဖို့တော့မမေ့ကြနဲ့နော်F1s 2019နဲ့ကွာခြားတဲ့အချက်ကတော့ flagship phone ဖြစ်တဲ့ F3 Plus မှာ Snapdragon ရဲ့ octa-core 652 processor ကိုအသုံးပြုထားတဲ့အချက်ပါပဲ graphic မြင့်တဲ့ gain တွေကိုဆော့ဖို့အတွက်လည်း Adreno GPU က1000တက်တာနဲ့ support လုပ်ပေးမှာပါSnapdragon ရဲ့ 820, 821 တို့လို flagship processor တွေမဟုတ်ပေမဲ့လည်း652ရဲ့အားသာချက်ကတော့ battery life ကိုပုံမှန်ကြာရှည်ခံစေပါတယ်။ Oppo ရဲ့ ColorOS 3.0 ကလည်း Android Marshmallow ကိုအခြေခံထားပြီးတော့ interface animation တွေကို25%အထိပုံမှန်မြန်ဆန်စေတာကြောင့် application တွေ install လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် application တစ်ခုကနေတစ်ခုသွားတဲ့အခါမှာပဲဖြစ်ဖြစ်တိတိတတ်တာပိုပြီးမြန်ဆန်တာကိုတွေ့ရပါတယ်။ Oppo ရဲ့ home launcher ကိုမကြိုက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်သုံးလို့ပဲ Nova Launcher ကို Google Play ကနေပြီးတော့ install လုပ်လိုက်ပါ Google ရဲ့ wallpaper app ကိုသုံးလိုက်ရင်တော့ Google Pixel ဖုန်းကိုသုံးရတဲ့လိုမျိုး home screen တွေရရှိမှာဖြစ်ပါတယ် app drawer လည်းပြန်ပြီးတော့ပါဝင်လာမှာဖြစ်ပါတယ်F3 Plus ရဲ့ထူးခြားချက်ကတော့ selfie camera နှလုံးပါဝင်လာတာပဲဖြစ်ပါတယ်8 megapixel ရှိတဲ့ 6p wide angle lens ကdown 120 degree အထိကျယ်ပြန့်လာကြောင်းလူတွေအများကြီးနဲ့ selfie ရိုက်တဲ့ခါကြလို့ရှိရင်တခြားဖုန်းတွေမှာရှိတဲ့ lens တွေလိုမျိုး selfie stick တွေသုံးစရာမလိုဘဲနဲ့ group selfie တွေရိုက်နိုင်မှာဖြစ်ပါတယ်နောက်ထပ် selfie lens လုံးကတော့16 megapixel ရှိတဲ့ကြောင့်လည်းတယောက်တည်းရိုက်တဲ့ selfie အတွက်အလင်းရောင်ကောင်းကောင်းနဲ့ကြည်လင်ပြတ်သားတဲ့ selfie အလင်းတွေဆွဲလို့ရမှာဖြစ်ပါတယ်F3 Plus က selfie focus လုပ်ထားတဲ့ဖုန်းဖြစ်ပေမဲ့လည်းနောက်ဘက်ကင်မရာမှာ16 megapixel ရှိတဲ့ Sony ရဲ့ IMX398 sensor ကိုအသုံးပြုထားပါတယ်။ Sony ရဲ့ IMX sensor ကတော့ aperture 1.7 ရှိတဲ့ကျယ်ပြန့်တဲ့ aperture ကြောင့်တခြား lens တွေအတွက်အလင်းရောင်ကိုပုံမလက်ခံနိုင်တာတွေ့ရပါတယ်။တာမန် smartphone တွေမှာတွေ့ရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ focus မပြတ်တာတို့ပုံရိပ်တွေဝါးသွားတာတို့ညဘက်တွေရိုက်တဲ့ဓာတ်ပုံတွေကြားလို့ရှိရင်အလင်းရောင်ကောင်းကောင်းမရတာတွေ F3 Plus မှာတော့မြင်တွေ့ရမှာမဟုတ်ပါဘူး။4000 mAh ပါဝင်တဲ့ battery ကိုအသုံးပြုထားတာကြောင့်တာမန်အသုံးပြုမယ်ဆိုတော့ AC 2ရက်လောက်အသုံးပြုလို့ရပါတယ်။ screen မျက်နှာပြင်ကျယ်ပေမဲ့လည်းတခြား flagship တို့လိုမျိုး 2K resolution အသုံးပြုထားမှာမဟုတ်တဲ့အတွက် battery ကိုပုံမှန်သက်သာစေပါတယ်။ Oppo ရဲ့ quick charge feature ဖြစ်တဲ့ VOOC flash charge technology ပါဝင်တဲ့အတွက်နိုင်ခွက်လောက်အားသွင်းမယ်ဆိုလို့ရှိရင် battery ရာခိုင်နှုန်း50-60 အထိပြန်တက်လာစေမှာပါ။
power saving mode ပါဝင်ပေမဲ့လည်းကျွန်တော်ကတော့လုံးဝအသုံးပြုပြပါဘူးဘာလို့လဲဆိုတော့ battery နည်းလာတာနဲ့ blackout တက်လိုက်မယ်ဆိုလို့ရှိရင်နိုင်ဝက်လောက်အတွင်းမှာအပြန်ပြေတဲ့အတွက်အရင်အောင်အဆင်ပြေစေပါတယ်ကျွန်တော်ဒီဖုန်းကိုသုံးနေတာတော့တစ်ပတ်ကျော်လောက်ရှိပါပြီ data လည်းအရင်သုံးပြပါတယ် wifi တွေလည်းအရင်သုံးပါတယ် game တွေပါလည်းအများကြီးဆော့ပြီးတော့ heavy သုံးတဲ့နေ့မှာတော့မှညဘက်လောက်ရောက်လို့ရှိရင် battery က15ရာခိုင်နှုန်း20ရာခိုင်နှုန်းလောက်လို့ကျန်နေအောင်တွေ့ရပါတယ် F3 Plus ရဲ့ review နဲ့ unboxing video ကတော့လောက်ပါပဲဒီဖုန်းက selfie သမားတွေအတွက်ပဲလားဆိုတော့မဟုတ်ပါဘူးဒါကျွန်တော်တို့လိုမိတ်ဆွေတို့လို heavy user တွေအတွက်လည်းအရင်သုံးဝင်ပါတယ်နောက်ဘက်ကလည်း Sony ရဲ့ IMX sensor ကိုသုံးပြထားတဲ့အတွက် smartphone နဲ့ဓာတ်ပုံရမ်းရိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်ဗီဒီယိုကြည့်များပြီးတော့ game ရမ်းဆော့ရတဲ့သူတွေအတွက်လည်းဒါ Snapdragon processor 6 လက်မ phone screen 4000 mAh ပါဝင်တဲ့ battery အကြောင်းဒါ graphic မြင့်မြင့်နဲ့လိုအပ်တဲ့ game တွေတော့မှ handle လုပ်ပြလို့နိုင်ပါပါ2019မှာဆိုရင်တော့ USB mini စာ USB Type C လေးနဲ့ဆိုရင်တော့ပိုပြီးပြည့်စုံတဲ့ phone လုံးဖြစ်သွားမှာပါ